ဒီနေ့နေပူလိုက်တာမိမရာလဲချောင်းတွေတောင်6ကုန်ပြီ ဟုတ်ပါမောင်ရဲ့ရေလေးပါလေးတောက်ရရင်ကောင်းမယ် မင်းဒီနားမှာအရေးခိုပြီးစောင့်နေကိုဟိုဆိုင်မှာရေတန့်သွားဝယ်လိုက်ဦးမယ် ဟယ်လိုညီမလေး တယောက်တည်းလား အဖော်မပါဘူးလားဗျ အကိုကြီးတို့ လိုက်ပို့ပေးရမလားဖဲပါရှင် ကျမယောက်ျားရေတန့်သွားဝယ်တာပြန်လာတော့မယ် ယောက်ျားကရှိသေးတယ်ပေါ့ဘယ်သူမို့လို့လဲကြောက်လိုက်တာကွာဟေးကောင်တွေငါမိမနာကဖဲစမ်း ဘာလဲကွာကြွက်ပုလေးရများချခြင်းလို့လား မနေ့ကလက်ဝဲပွဲမှာကြားကြီးဘလို့ဖြစ်သွားလဲမင်းတို့ကြားဘူးလား ကိုကျွဲ နေဦးဒါမနေ့ကကိုကြားကိုအလဲထိုးလိုက်တဲ့ကိုကြွက်လေဗျာ ဟေး တကယ်လားကိုကြားတော့မနိုင်တဲ့ကောင်လား အမလေး မသိလို့ပါဆရာကြွက်ရေမားသွားပါတယ်ဗျာ နောက်တစ်ခါငါမိမနာကတ်ရင်အသေးပဲ